လိုက်တော်သူမရှိတော့လဲမတရားသောသူသည်ပြေးတတ်၏ဖြောင့်မတ်သောသူမူကားရှင်သိက်ကဲ့သို့ရဲရင်တတ်၏ပြည်သူပြည်သားအပြစ်ကြောင့်မင်းတို့သည်များပြားတတ်ကြ၏ဉာဏ်ပညာနှင့်ပြည့်စုံသောသူအားဖြင့်နိုင်ငံတည်တတ်၏စင်ရဲသားတို့ကိုညင်းဆဲသောစင်ရဲသားသည်အဘယ်စားစရာများမကျွင်းစေပဲတုတ်တင်ပေရှင်းသောမိုးရေနှင့်တူ၏တရားကိုဖျက်သောသူသည်မတရားသောသူတို့ကိုချီးမွမ်းတတ်၏တရားကိုစောင့်သောသူမူကားသူတို့နှင့်ဆန့်ကျင်ဘက်ပြုတတ်၏အဓမ္မလူသည်တရားစီရင်ခြင်းကိုနားမလည်တတ်ထာဝရဘုရားကိုရှာသောသူမူကားခတ်သိမ်းသောစီရင်ခြင်းကိုနားလည်တတ်၏မမှန်သောအမှုကိုပြုသောသူသည်ငွေရတတ်တော်လဲဖြောင့်မတ်ခြင်းလမ်းသို့လိုက်သောစင်ရဲသားသည်တာ၍မြတ်၏တရားကိုစောင့်သောသူသည်ပညာရှိသောသားဖြစ်၏စားကျူးသောသူတို့နှင့်ပေါင်းဖော်သောသူမူကားမိမိအဘကိုအရှက်ခွဲတတ်၏အတိုးစား၍မတရားသောအမျက်အားဖြင့်ဥစ္စာကိုစီးပူးသောသူသည်စင်ရဲသားတို့ကိုတနာသောသူအဖို့သာစီးပူးတတ်၏တရားမနာလွဲသွားသောသူသည်ဆုတောင်းတော်လေသူ၏ပဋ္ဌနာစကားသည်ဆက်ဆုပ်ယွန်းရှာပွေဖြစ်၏ဖြောင့်မတ်သောသူကိုလမ်းလွဲ၍မကောင်းသောလမ်းထဲသို့သွေးဆောင်သောသူသည်မိမိတူးသောတွင်ထဲသို့မိမိကြလိမ့်မည်သဘောဖြောင့်သောသူမူကားကောင်းသောအရာတို့ကိုအမွေခံရလိမ့်မည်ငွေရတတ်သောသူကငါသည်ပညာရှိ၏ဟုကိုထင်တတ်၏ဉာဏ်ကောင်းသောစင်ရဲသားမူကားထိုသူကိုစစ်ကြောတတ်၏ဖြောင့်မတ်သောသူတို့သည်ဝမ်းမြောက်သောအခါဖုံးကြီးတတ်၏မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည်ပုန်းရှောင်၍နေတတ်ကြ၏မိမိအပြစ်ကိုဝတ်ထားသောသူသည်ချမ်းသာမရမိမိအပြစ်ကိုဖော်ပြဝင်ချ၍စွန့်ပစ်သောသူမူကားဂယုဏတော်ကိုခံရလိမ့်မည်အစင်မပြတ်ကြောက်ရွံ့သောသူသည်မင်္ဂလာရှိ၏မိမိစိတ်နှလုံးကိုခိုင်မာစေသောသူမူကားဘေးဥပတ်နှင့်တွေ့လိမ့်မည်စင်ရဲသားတို့ကိုအုပ်ဆိုးသောအဓမ္မမင်းသည်ဟောက်သောခြင်သိက်လှဲ့လေသောဝန်နှင့်တူ၏ဉာဏ်မရှိသောမင်းသည်ပြင်းစွာညှင်းဆဲတတ်၏လောဘကိုမုန်းသောမင်းမူကားအသက်တာရှည်လိမ့်မည်လူအသက်ကိုညှင်းဆဲသောသူသည်တင်းချိုင်းတွင်သို့ပြေးပါလေစေအဘယ်သူမျှမစီးတားစေနှင့်ဖြောင့်သောလမ်းသို့လိုက်သောသူသည်ဘေးလွတ်လိမ့်မည်ကောက်သောလမ်းသို့လိုက်သောသူမူကားချက်ချင်းလဲလိမ့်မည်လဲလုသောသူသည်ဝါစွာစားရ၏အချင်းဤသောအမှုကိုစောင့်သောသူမူကားဆင်းရဲခြင်းနှင့်ဝါလိမ့်မည်သစ္စာဆောင်သောသူသည်ကောင်းကြီးမင်္ဂလာနှင့်ကြွယ်ဝလိမ့်မည်ငွေရတတ်ခြင်းကအလင်းအမြန်ပြုသောသူမူကားအပြစ်မလို့ရလူမျက်နှာကိုမထောက်ကောင်းသို့တော်လည်းသူသည်မုန်းတစ်ဖက်ကိုရခြင်းကဒုစရိုက်ကိုပြုလိမ့်မည်ငွေရတတ်ခြင်းကအလင်းအမြန်ပြုသောသူသည်မနာလိုသောသဘောရှိတတ်၏နောက်တစ်ဖန်ဆင်းရဲခြင်းသို့ရောက်မည်ဟုမအောင်မေ့တတ်ချော့မော့သောစကားကိုပြောသောသူသည်ကျေးဇူးကိုခံရသည်ထက်ဆုံးမပြစ်တင်သောသူသည်နောက်တစ်ဖန်သာ၍ကျေးဇူးကိုခံရလိမ့်မည်အပြစ်မရှိဟုဆိုလျက်မိဘဥစ္စာကိုလူယူသောသူသည်ဖျက်ဆီးသောသူ၏အပေါင်းဖော်ဖြစ်၏စိတ်မြင့်သောသူသည်ခိုက်ရန်ကိုနှိုးဆော်တတ်၏ထာဝရဘုရားကိုခိုလုံသောသူမူကားကြွယ်ဝတတ်၏မိမိစိတ်နှလုံးကိုကိုးစားသောသူသည်လူမိုက်ဖြစ်၏ပညာသတိနှင့်ကျင့်သောသူမူကားဘေးလွတ်တတ်၏စင်ရဲသားတို့အားစွန့်ကြဲသောသူသည်ကိုယ်တိုင်မစင်ရဲရာလွဲရှောင်သောသူမူကားများစွာသောကျိန်ဆဲခြင်းကိုခံရလိမ့်မည်မတရားသောသူတို့သည်ချီးမြှောက်ခြင်းသို့ရောက်သောအခါလူတို့သည်ပုန်းရှောင်၍နေရကြ၏ပျက်စီးခြင်းသို့ရောက်သောအခါဖြောင့်မတ်သောသူတို့သည်ပွားများတတ်ကြ၏